မင်္ဂလာလမ်းမကြီးမေးတင်လေးမှာရှိတဲ့ထာဝရတောင်းတိုက်ကိုမှမာစတာတခန်းစင်ငယ်တခန်းပါတဲ့အနော်မာလမ်းကျယ်ပေါ်မှာရှိတဲ့ကားပါကင်တော်တော်လေးကိုအဆင်ပြေတဲ့ကန်လေးနဲ့မိတ်ဆက်ပေးပြစီရှင်ဒီခန်းလေးကတော့18ပေ54ပဲရှိတယ်မာစတာတခန်းစင်ငယ်တခန်းပါပြီးတော့ဆိုဖာစတီတွေပါတယ် location တော်တော်လေးကိုမိမိုက်တဲ့ဒီခန်းလေးဟာဆိုလို့ရှိရင်เนาะဆိုဖာလုံးဝအစ်စ်ကိုထည့်ပေးထားတဲ့ AC တွေပါမယ်ပြီးလို့ရှိရင်ညီမတို့ TV စင်တွေကအစအကုန်လုံးလုပ်ပေးထားပါတယ်ရှင်မီလုံးမီးဆိုင်ဆိုလို့ရှိရင်လည်းလုံးဝ share ဖြစ်နေအောင်ကိုလုပ်ပေးထားတယ်ဘေးတိုင်းမရှိတဲ့အတွက်ကိုလေဝင်တွေထွက်တော်တော်လေးကိုကောင်းပြီးတော့အလင်းရောင်ကောင်းကောင်းရရှိရအခန်းလေးပဲဖြစ်ပါတယ်ပါကေးဆိုလို့ရှိရင်လည်းရေစုကန်ပါကေးအထူသားကိုထည့်ပေးထားပါတယ်ရှင်အခန်းနှခန်းတော်တော်လေးလဲကျယ်ပါတယ်location အနေနဲ့ကလည်းတောင်ကလာ73ရက်ကွယ်အနော်မာလမ်းကျယ်ပေါ်မှာရှိပြီးတော့မြစ်တာလမ်းနဲ့ရတနာမိန်လမ်းမကြီးကိုတဲပေါက်နေတဲ့မင်္ဂလာလမ်းရဲ့မေးတင်လေးမှာရှိရဲအနော်မာလမ်းပေါ်မှာပေါ်ကအခန်းလေးပဲဖြစ်ပါတယ်ရှင်မာစတာခန်းလေးလည်းပါတယ်မာစတာခန်းမှာဆိုလို့ရှိရင်လည်းရေချိုးကိုင်းသာတွေ့ရလေးလည်းပါပါမယ်ရှင်ကချင်ခန်းနဲ့ဝင်လာပြီဆိုလို့ရှိရင်လည်းကြွေပြခင်းထားတယ်ကချင်ကောင်တာတွေပါတယ်ကချင်ကက်ဘိနက်တွေပါတယ်ရေချိုးကိုင်းသာဘိုးတိုင်းပေးစင်လေးလည်းပါပါမယ်ရှင်location ဆိုလို့ရှိရင်လည်း location အရန်မိမိုက်တဲ့ location ဖြစ်တဲ့ထာဝရတောင်းတိုက်ကြီးလည်းဖြစ်တဲ့တိုက်သက်တန်းအနေနဲ့ကလည်းတိုက်သက်တန်း၄နှစ်ပဲရှိသေးတယ်။ဘန်းကျိတ်လည်းရပါတယ်ရှင်။ဒီခန်းလေးကတော့ဒုတိယထပ်ဖြစ်ပြီးတော့အခန်းလေးရဲ့ခေါ်စည်းလေးကလည်း3150ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်။ထာဝရတောင်းတိုက်ကြီးကိုမှလမ်းကျယ်ပေါ်မှာလည်းနေကျင်တဲ့ကားပါကင်အတွက်လုံးဝစိတ်ပူစရာမလိုတဲ့ဒီခန်းလေးရဆိုလို့ရှိရင်နော်အနော်မာလမ်းမကျယ်ပေါ်မှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်လေဝင်လေထွက်တော်တော်လေးကိုကောင်းတယ် location အရန်မိမိုက်တဲ့ကားပါကင်တော်တော်လေးကိုအဆင်ပြေတယ်ထာဝရတောင်းတိုက်ကြီးလည်းဖြစ်ပါတယ်ရှင်အခန်းလေးကတော်တော်လေးကိုမိမိုက်တဲ့အခန်းလေးဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ KK Real Estate ကိုဆက်သွယ်ဆောင်စမ်းမိများနိုင်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်